ကဲခုဘယ်လိုလုပ်မလဲမင်းတကယ်ကိုသွားပြီစောင်ဝဲကမနှက်ပြန်ဆိုရင်စပြီမင်းဘာမှမလုပ်ရသေးဘူးမဆူတွေလည်းမရှိဘူးပြင်ဆင်တာကလည်းမရှိစိတ်ကူးရင်မှုတွေစိုးရိမ်မှုတွေရယ်ပြီးတော့စောင်ဝဲအောင်လုပ်ပေးနိုင်တဲ့ဗီဒီယိုတွေကမင်းကိုကယ်တင်ပေးလိုက်မယ်ဆိုတဲ့မိမိနဲ့မျောလင်းချက်လေးတွေပဲရှိရတယ်ဒါပေမဲ့ဇက်ကွက်ကဒီလိုပြောင်းသွားတယ်ငါအခုပေးမယ်ကဖင်းတက်အပြည့်နဲ့ရုံးကန်ရမယ်ရှင်တိုင်းစီစဉ်ကိုသာမင်းလိုက်နိုင်ရင်မင်းအောင်နိုင်ပါသေးတယ်အလီလိုက်နေလို့မရတော့ဘူးစိတ်တက်မြင့်တဲ့စကလုံးတွေလည်းမလို့တုံညကနေစနေရရင်တော့ပိုပြီးပါနဲ့စွာနဲ့စာကြက်နိုင်မဲ့လက်တွေစမ်းသက်အောင်မြင်ထားတဲ့အရေးပေါ်စာကြက်နည်းတွေပါကဲစလိုက်ကြစို့အချိန်ကတည်းကကုန်ဆုံးနေပြီနံပါတ်၈ထိတ်လန့်တုန်လှုပ်မှုအစီအစဉ်ကနေစပါဟုတ်တယ်အရင်ဆုံးထိတ်လန့်လိုက်ပါပြီးမှစနစ်တကျပြန်စီစဉ်ပထမဆုံးအနေနဲ့သင်ရိုးညွှန်းတန်းတစ်ခုလုံးကိုအကုန်လုံးကြက်နိုင်တော့မလို့ကိုယ့်ကိုလိန်ညာနေအောင်ရက်လိုက်ပါအဲ့ဒီစိတ်ကူးရင်မှုကတိတ်ဆုံးသွားပါပြီအချမ်းစာရွက်တဲ့ကိုယူလိုက်စာမေးပွဲမှာပါလာနိုင်တယ်လို့မင်းထင်တဲ့အကြောင်းအရာတွေသင်ရိုးညွှန်းတန်းတွေဆရာတွေအတန်းထဲမှာထက်ကတလဲပြောခဲ့တာတွေဒါမှမဟုတ်မေးခွန်းဟောင်းတွေကိုအခြေခံပြီးတော့ချရေးလိုက်ပါပြီးရင်တစ်ခုချင်းစီကိုအဆင့်သတ်မှတ်ပါအနည်းအောင်ဆင့်မင်းဘာမှမသိတဲ့အရာတွေအဝါရောင်ဆင့်မင်းအနေချင်းကိုသာနားလည်ထားတဲ့အရာအစိမ်းအောင်ဆင့်မင်းပိုင်နိုင်သေးကြတဲ့အရာအခုအနီအောင်တက်တာတဲကအရာတွေကလွဲလို့ကျန်တာတွေအကုန်လုံးလစ်လူရှုလိုက်ပါမင်းကအခုအကောင်းဆုံးဖြစ်အောင်လုပ်နေတဲ့အခြေအနေမှာမဟုတ်ပါဘူးပျက်စီးဆုံးရှုံးမှုကိုအနည်းဆုံးဖြစ်အောင်ထိန်းချုပ်နေရတဲ့အခြေအနေမှာရှိနေတာဘာကတကယ်အရေးကြီးတယ်လဲဆိုတာကိုပဲဦးစားပေးပြီးတော့ကြက်မှတ်ပါနံပါတ်9အေးပြက်နေတဲ့စစ်ဗိုလ်ချုပ်ကြီးတယောက်လိုမင်းရဲ့အုံနောက်ကိုဖြည့်တင်းပါအာလူကျော်တွေကိုချထားလိုက်တော့ပြီးရင်တည်တည်ချာချာနားထောင်မင်းအတင်းအဓမ္မစာကြက်တော့မယ်ဆိုရင်မင်းရဲ့အုံနောက်ကကော်ဖီကိုမဟုတ်ပဲလက်ဖက်စိမ်း green tea ကိုလိုအပ်တာပါကက်ဖင်းတက်နဲ့တီယာနင်းတက်ပေါင်းစပ်မှုကမင်းကိုတုံ့လောက်ချောက်ချားမနေစေဘဲနဲ့အာယုံစူးစိုက်မှုကိုကောင်းစေတယ်ပြီးတော့အနက်အောင်ချောကလက်ကိုစားပါခါးသလိုဖြစ်တဲ့အရာသာမျိုးရှိပေမဲ့မှတ်ဉာဏ်ကိုမြင့်တင်ပေးတယ်တကြသီးဗန္နာသီးတွေကတော့အုံနောက်အတွက် stress လိုပါပဲအိုမီဂါ3ဆေးတောင်းတွေကိုလည်းတောက်ပါညတကောင်ရံချင်ရောက်မှအုံနောက်ကောင်းအောင်စားဖို့ဆိုပြီးတော့ဆော်လမွန်ငါးတွေထိုင်ကင်မနေချင်ဘူးမလားအဲ့ဒါအယူလို့ရက်ပဲပြီးတော့ရေလဲများတောက်ပါမင်းအုံနောက်ကစပစ်တီးချောက်မှမဟုတ်တာနံပါတ်6ကြည့်မယ်ရေးမယ်ရွတ်မယ်အာယုံသုံးပါသုံးပြီးတော့လေ့လာခြင်းပေါ့ဗီဒီယိုတွေကစာသင်ဗီဒီယိုတွေကိုကြည့်တာကောင်းပါတယ်ဒါပေမဲ့မင်းကဒီအတိုင်းထိုင်ကြည့်နေရဲဆိုရင်စိတ်ကူးရင်ညာနဲ့ပဲတူနေပါလိမ့်မယ်အဲ့ဒီအစားဒါကိုလုပ်ပါစာရန်တို့ကပ်ရှင်ကိုဖွင့်ပါဗီဒီယိုအမြန်နှုန်းကို 1.5 HD မြင့်ပါဂမူရှိတို့နဲ့မှတ်စုတွေကိုလိုက်ရေးပါခဏရက်ပြီးတော့မင်းခုနကတင်ယူလိုက်တာတွေကိုအတန်ထွက်ပြီးတော့ပြန်ရွတ်ပါဒါကရုပ်ရှင်ကြည့်နေတာမဟုတ်ဘူးလေဖီအားအောက်မှာမင်းရဲ့အုံနောက်ကမှတ်မိနေအောင်အာယုံခံစားမှုမျိုးစုံကိုအတင်းကျပ်လှုပ်ဆော်ပေးနေတာဒါကပညာရေးဆိုင်ရာအသက်ငယ်အသက်ရှူနီး CPR ပေးနေတယ်လို့ပါပဲအခုပဲလုပ်လိုက်ပါနံပါတ်5နေရန်ကိုပြန်တင်ပေးပါဟုတ်တယ်တကယ်ပဲတင်ပေးလိုက်ပါအကြောင်းအရာတစ်ခုကိုရွေးလိုက်အခုမင်းရဲ့နေရန်ဟာမင်းရဲ့အကြောင်းသားတစ်ယောက်ဖြစ်နေပြီလို့စိတ်ကူးရင်လိုက်ပါအဲ့ဒီအကြောင်းသားကစာမွေးကြတော့မဲ့အတိုင်းသူ့ကိုတည်တည်ချာရှင်းပြပေးပါအတန်ထွက်ပြီးပြောပါမင်းတနေရာမှာထင်းငေါ်သွားရင်အဲ့ဒါမင်းရဲ့လက်ဟာချက်ပဲအဲ့ဒါကိုချက်ချင်းပြန်ပြင်ပါဒါဟာရေးပေါ်စာချက်နီးလောက်ကိုလုံးမဖြစ်တော့မဲ့ဘေးနောင်ဖောင်ဖြတ်ဘာရှင်သုံးလိုက်တာပါပဲနေရမရှိဘူးလားမင်းရဲ့မှန်တွေကမင်းရဲ့အရေးကိုပဲဖြစ်ဖြစ်တငယ်ချင်းကိုပဲဖြစ်ဖြစ်မင်းရဲ့ခွဲကလေးကိုပဲဖြစ်ဖြစ်အခန်းထဲကမင်းရဲ့အယုတ်တစ်ခုကိုပဲဖြစ်ဖြစ်သုံးပါရိုးရိုးလေးပဲပြန်တင်ပေးပါခေါင်းထဲမှာတင်ပြန်နှွှဲမနေပါနဲ့ပါဇက်ဖွင့်ဟပြီးတော့ရွတ်ဆိုကြည့်ပါနံပါတ်4ညံစမ်းမေးခွန်းနဲ့မှတ်ဉာဏ်ကိုနှိုးဆွပါစာအုပ်ကိုပြန်ဖတ်နေတာကိုရက်လိုက်ပါအဲ့ဒါစာကြက်တာအတူပဲမင်းအုံနောက်ကအလကားလဲပဲကြီးရှုနေတာအဲ့ဒီအစားကိုယ့်ကိုပြန်ပြီးတော့မေးခွန်းထုတ်ပေးပါဆရာမတယောက်စာမင်းနေတယ်လို့ပေါ့မေးခွန်းဟောင်းတွေကိုဖြေပါမေးခွန်းကိုဖြေဖို့အတွက်အချိန်သတ်မှတ်ပေးပါ3-4မိနစ်လောက်ပေါ့အဖြေတွေကိုမြန်ဆန်ထွက်လာအောင်အတင်းကျပ်လုပ်ပါမင်းမသွားရင်တော့မှအခုဆိုရင်မင်းရဲ့အုံနောက်ကမျိုးလုံးဖွင့်ပြီးအိမ်ငိုက်မနေတော့ဘဲနဲ့နိုးကြားလှုပ်ရှားနေပြီဖြစ်ပါတယ်နံပါတ်3ကာလပိုင်းခြားလိုက်ပြန်နှွေးခြင်းပုံမှန်ဆိုရင်ဒါကရေရှည်နီးလန်းတစ်ခုပါဒါပေမဲ့ဒါကတော့တပွဲလို့သမားတွေအတွက်ဘာချင်းဖြစ်ပါအကြောင်းအရာတစ်ခုကိုလေ့လာပါမိနစ်30ကြာရင်အဲ့ဒါကိုပြန်ကြည့်ပါ3နာရီကြာရင်နောက်ထပ်တစ်ခါပြန်ကြည့်ပါမိခင်မှာနောက်ဆုံးတစ်ခေါက်ပြန်ကြည့်ပါဒါကမင်းရဲ့အုံနောက်ကိုဟေးဒါကိုမင်းမပြစ်လိုက်နဲ့အောင်မဟုတ်ရင်မနေ့ပြန်ငါတို့နှစ်ယောက်စလုံးတေးပြီလို့သတိပေးနေတယ်လို့ပါပဲနံပါတ်2မိခင်လေးတင်စာချက်ပါဟုတ်တယ်တကယ်ပြောတာပါတက်တော်ကြည့်တာတွေစခရင်ကိုပုတ်နေရတယ်မလုပ်ပါနဲ့တော့မင်းနောက်ဆုံးကျန်တဲ့ဆွဲရည်တွေကိုတုံးပြီးတော့အဓိကကျတဲ့ပုံသေးနည်းတွေကိုပြန်ရေးပါမှတ်စုအချက်လက်တွေကိုပြန်နှွေးပါမန်နန်တွေရွတ်နေတယ်လို့မျိုးဝါရာတွေကိုကိုဘာသာကိုတူတူလေးရွတ်ကြည့်ပါပြီးရင်အိတ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့မင်းအိပ်ပျော်နေတဲ့အချိန်မှာမင်းရဲ့အုံနောက်ကပိုပြီးမှတ်မိအောင်စာကစ်တွေကိုသူ့လိုပြန်လဲပြင်ဆင်တိဆောက်နေလို့ပါပဲဒါကတိတ်ပံနီးကြအမှန်တရားပါဟေဘရာတက်ခဲ့တဲ့ဟော့ဝက်ကျောင်းတွေကမော်ပညာမဟုတ်ပါဘူးနံပါတ်1မှတ်ဉာဏ်တွေအကုန်ချရေးခြင်းမင်းစာမွေးဘက်ကနေဝင်သွားတယ်ထိုင်လိုက်တယ်ပြီးတော့ထိတ်လိုက်လာပထမဆုံးမေကုန်းစာရွက်ကိုကင်ပြီးတော့ရှေးအောင်ဂရိစာနဲ့ရေးထားသလိုမျိုးဥကြောင်ကြောင်ထိုင်ကြည့်မနေဘဲနဲ့ဒါတွေကိုလုပ်ပါမေကုန်းစာရွက်ရဲ့အနောက်ဖက်ဒါမှမဟုတ်စာရွက်အကျမ်းပေါ်မှာမင်းမှတ်မိသမျှအကုန်လုံးကိုချရေးလိုက်ပါပုံတင်နည်းတွေရက်ဆွဲတွေအတိတ်ပဲဖွင့်ဆိုချက်တွေပုံချမ်းတွေမင်းရဲ့ရေလိုမှတ်ဉာဏ်တွေကလျှို့ဝှက်ကုတ်တွေအကုန်လုံးပေါ့အခုဆိုရင်ဖီအားတွေဝင်လာလို့
မေသွားခဲ့ရင်တော့မင်းမချရေးထားပြီးသားအသက်ကကျိုးတမြင်ရှိနေပါဒီဗီဒီယိုကနီလန်ကောင်းတွေပဲမဟုတ်ပါဘူးဒါကနောက်ဆုံးမိနစ်အရေးပေါ်ကယ်ဆယ်ရေးမစ်ရှင်တစ်ခုဖြစ်ပါ ခုမင်းဟာဒီနေရာကြီးရောက်လာပြီဆိုရင်တော့ချိန်မကန်မီလက်မကန်မီဖြစ်နေတဲ့မင်းရဲ့တငယ်ချင်းတွေထက်အပြတ်အသက်ရှေ့ကိုရောက်နေပါပြီ ဒါကြောင့်ဖုန်းကိုပုတ်နေရတွေကိုရက်လိုက်တော့အခုပဲစလုပ်လိုက်တော့မင်းရဲ့အမှတ်တွေကဒီအချက်တွေပေါ်မှာမူတည်နေသလိုမျိုးဒီနီလန်၈ခုကိုအသုံးချလိုက်ပါဘာလို့လဲဆိုတော့တကယ်လဲမူတည်နေလို့ပါပဲဒီဗီဒီယိုကမင်းကိုကယ်တင်ပေးနိုင်ခဲ့ရင် like လေးလုပ်ခဲ့ပါမင်းမလည်းအကောင်းဆုံးနောက်ဆုံးမိနစ်စာမေးပွဲဖြေဆိုနည်းရှိရင် comment မှာမျှဝေပေးခဲ့ပါပြီးတော့ subscribe လုပ်ထားလိုက်ပါဦးဘာလို့လဲဆိုတော့မင်းမရှိတဲ့စာချက်နည်းတွေထက်ပုံမမြန်ဆန်စွာသင်ယူနိုင်မဲ့နီလန်ကောင်းတွေကိုငါဆက်ပြီးတော့မျှဝေပေးသွားမှာမဟုတ်လို့ပါကဲအခုပဲသွားပြီးတော့ညာလုံးပေါက်ချက်စာမေးပွဲအောင်လုပ်လိုက်ပြီးရင် AOA ဘဝမှာကျမပျော်ရွှင်စွာနဲ့အသက်ရှင်ကျန်ရပါစေပြီးတော့နောက်တစ်ခါစာမေးပွဲရောက်ရင်လည်းအနားနီးမှကုန်းယုံချက်ဖို့မလုပ်ပါနဲ့ဒါပေမဲ့နောက်တစ်ခါလည်းမင်းထက်လို့အောင်မယ်ဆိုတာငါသိနေတယ်လေ